နှစ်ခုပင်ရဲ့အပွင့်အဖူးလေးတွေအဖူးအပွင့်ကနခုပင်တော်တော့အသီးတွေပေါ့ဗျာပြီးပြီရအောင်ပြီးပြီပြအဲ့မှာအဲ့ဒီမှာအဲ့ပြဒီပင်လာဒုက္ခပဲလေရလက်တက်ပြဒီပြန်ဒုက္ခပေးနေပြီစိုက်တာတော့တစ်နှစ်မပြည့်9လ10လတော့ဝန်းကျင်တော့ရှိဦးအပြင်ကတော့လူ100ကျော်တယ်အပြင်ကလူ100ကျော်တယ်